တအိမ်လုံးလက်မထောင်ရင်းနဲ့မကဘူးလာတဲ့ဧည့်သည်တွေပါကြိုက်သွားတဲ့ဟင်းပွဲလေးချက်ဖြစ်ပါတယ်။ရက်ဒေတာမှာအရန်လူကြိုက်များတဲ့ဟင်းပွဲဖြစ်ပြီးတော့အမတန်လှလို့ချိန်မျိုးမှာဧည့်သည်လာရင်ဧည့်ခံလူကောင်းပြီးတော့မျက်နှာလည်းအရန်ရပြီးချီးကျူးခံရတဲ့ဟင်းပွဲလေးပေါ့နော်။ပထမဦးဆုံးအနေနဲ့ကြက်သားတွေကိုအရသာနဲ့ပါမယ်ရှင်။မှာတော့ကြက်ရင်ပုံလေးခုကိုအသုံးပြုထားပြီးတော့အရသာအနေနဲ့စားငရုတ်သီးရောင်တင်မုံနနွင်းမုံတစ်ချဘိုးကောင်းမုံငရုတ်ကောင်းဆလားချင်းမုံတန်လွင်စည်းတံပြားရည်နဲ့ငယ်ညစ်ပြီးတော့အရသာတွေကိုအသားတစ်ထိစိတ်ဝင်အောင်ဆုပ်ပြီးနေပြီးလိုက်ပါမယ်။ပြီးတော့ရင်တော့ဒိန်ဂျီထမင်းစားစွန်းနဲ့နှစွန်းလောက်ထည့်နေပြီးတော့တနင်္လာလောက်နှက်ပေးထားလိုက်ပါမယ်။တန်လွင်စည်းကိုသုံးပြီးတော့ကြက်သွန်ပြူကြက်သွန်နီတွေကိုအရင်ဆုံးစီတက်ပေးလိုက်ပါမယ်။ဒီတက်ထားရင်လွှမ်းလာပြီဆိုရင်တော့နနွေးနဲ့ငုတ်သီးရောင်နေမုံထဲအရသာနဲ့နှက်ထားတဲ့ကြက်သားတွေထည့်ပြီးခဏလောက်ချက်ပေးလိုက်ပါမယ်။ရုပ်ပွားနဲ့မုံလာဦးနီနုံနုံစင်ထားတွေထည့်ပြီးတော့မီအေးနဲ့ထက်ချက်ပေးလိုက်ပါမယ်။ဒီပြန်လာပြီဆိုရင်တော့ခရမ်းချင်နဲ့နဲငယ်နဲ့ cream cheese နဲ့ဇွန်းထည့်ပေးလိုက်ပါမယ်ရှင်။ cooking cream လည်းထည့်ပါတယ်။ကြက်သားဒိန်ချင်နဲ့နှက်ပြီးတော့မီအေးနဲ့ချက်ထားတဲ့အတွက်ကြောင့်မို့အရန်နူးညံ့ပြီးတော့စားလို့ကောင်းပါတယ်။ချက်ထားတဲ့ကြက်သားဟင်းကစီပြန်လာပြီဆိုရင်တော့အပူကန်ပကံထဲမှာထည့်ဖြန့်ပြီးတော့အပေါ်ကနေနနံပင်လေးဖြူပေးထားလိုက်ပါမယ်။မူးနေအောင်ပြုတ်ထားတဲ့အာလူကိုခြေပြီးတော့စားငရုတ်ကောင်း cream cheese နဲ့ဇွန်းနှုတ်စင်ထားတဲ့နနံပင်ထည့်ပြီးတော့တေချာသမအောင်နယ်ပြီးတော့အလုံးလေးတွေလုံးပြီးတော့မှကြက်သားဟင်းပေါ်မှာတင်ပေးလိုက်ပါမယ်ရှင်။ပြီးတော့ရင်တော့အပေါ်ကနေ cooking cream ကိုတပကံလုံးနှံ့သွားအောင်ဆန်းပေးလိုက်ပါမယ်။ cream တွေအပြည့်ဆန်းပြီးသွားပြီဆိုရင်တော့ပီဇာတွေမှာသုံးတဲ့ mozzarella cheese ကိုလည်းအပေါ်ကနေနေရအနှံ့ရအောင်ဖြူပေးလိုက်ပါမယ်။ပြီးတော့ရင်တော့မီအား140နဲ့မိနစ်20လောက်ဖုတ်ပေးလိုက်ပါမယ်ရှင်။ဒါကတော့ဆလတ်အတွက်ပြင်ဆင်ထားတာပါရှင်။စင်သင်းတုတ်ထားတဲ့အနက်မကောင်းမှဆိုလို့တုတ်တာကိုတော့စားကနေမှတုတ်ပေးမှာပေါ့နော်။လူညံ့နေအောင်ဒိန်ချင်နဲ့နှက်ပြီးချက်ထားတဲ့ကြက်သားရဲ့အရသာရဲ့အလူးမာရတဲ့ငရုတ်ကောင်းနဲ့မွမွေးစိမ့်စိမ့်လေးရဲ့အပြည့်နဲ့အပေါ်ကနေ mozzarella cheese ပြန်ဖြူပြီးဖုတ်ထားတာဆိုတော့စားလိုက်တဲ့တလုတ်ချင်းစီတိုင်းမှာကြက်သားဟင်းနဲ့မွမွေးလေးနဲ့အီးစိမ့်ပြီးတော့ရှာပေါ်မှာပျော်ဝင်သွားစီမှာပါ။ကျေးဇူးပါရှင်။ Bye bye